န်ရှင် F သားငယ်ကိုဖိတ်ခေါ်ပါတယ်ဒီတခြင်းလေးကိုရေးဆက်ခဲ့သူကလည်း F သားငယ်ပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ Merry Christmas ပါကောင်းကင်ဘုရင်တခြင်းလေးနဲ့ချီးမွမ်းကြပါတယ်စင်ကြွားခဲ့တာဖြာမြရဲ့သားတော်သူငယ်တော်လေးရှိရာ